ကဲ brother ဒီဗီဒီယိုကြောမသွားနဲ့ Granger ရဲ့ damage အကိစ္စ item ကိုဘယ်လိုဆက်ရမလဲဆိုတော့မသိသေးတဲ့ brother ကြီးဒီဗီဒီယိုတိကျကြည့်လိုက်ဗျာအခုမာဝီအရင်ဆုံးပြမှာကပါလဲဆိုရင် Granger player တော်တော်များများဒီ item နဲ့ဆော့ကြတယ်ဟုတ်တယ်မလားအခုဒီ item နဲ့ဆော့ကြတယ်ဒီ item damage ဘယ်လောက်ထိကိလဲဆိုတော့အခုအရင်ဆုံးကြည့်လိုက်ဗျာဒီအတိုင်း damage ကဒီလောက်ပဲဆိုတော့ကဲအခုမောင်ကြီးဒီတက်ကိတ်တဲ့ item ကိုဘယ်လိုဆက်မှာလဲဆိုတော့ brother ဒီမှာတစ်ချက် show လိုက်နော်အရင်ဆုံးအပရာစီဆက်မယ်ပြီးရင်အပရာစီနဲ့ကိုမတွဲမယ် handle style နောက်တစ်ခုက unlimited ပြီးရင် sky ပြည်ရစား unlimited နဲ့ကိုမတွဲမယ် BOD နောက်ဆုံး item ကို make item တွေထဲကလုံးဝ damage share ကိတ်တယ်ဂျိုက်တဲ့တစ်ချင်ကိုဆက်မယ်ကဲ item နဲ့ဆက်ပြီးသွားပြီဒီ item ဘယ်လောက်ဒီ damage ကိတ်လဲဆိုတော့အခုမောင်ဒီမှာတစ်ချက်ပြအောင်နော်ဘာမှမသုံးဆိုနာတာတစ်ချက်နဲ့ပဲပြစ်မှာဆိုနာတာတစ်ချက်နဲ့ပဲပြစ်မှာတစ်ချက်ကြည့်နော်မျက်တော့မခံမနဲ့တစ်ချက်ကြည့်ရော့ညာဆိုနာတာတစ်ချက်ပဲမြင်လား